Hong Kong ရဲ့စိတ်ကန်းတစ်ခုမှာဂျင်ထောက်ဦးဆောင်တဲ့လူဆိုကိုင်းတစ်ခုကတရုတ်ရိုးရာယဉ်ကျေးမှုအမှုပညာတွေကိုမောင်းခိုတဲဖို့လုပ်နေကြပါတယ်။ဒါကိုလီဆိုတဲ့စုံနောက်ကသတင်းရလို့လူဆိုးတွေကိုတယောက်ပြီးတယောက်အမောက်သိပ်ပြီးဂျင်ထောက်ကိုဖမ်းဆီးဖို့ကြိုးစားနေပါတယ်။လူဆိုးနှစ်ယောက်ကိုလည်းဘသူကဂျင်ထောက်လဲလို့မေးတော့ကရုံးနဲ့လူဆိုးကဂျင်ထောက်ဆိုတာနေရာတိုင်းမှာရှိတယ်လို့ခရွေ့ပြမျောလိုက်ပြီးအရှိကလည်းအောက်ငယ်သားကိုလီစီကိုတွန်းထုတ်ပြီးထွက်ပြေးလွမြောက်သွားပါတော့တယ်။ဂျင်ထောက်ကိုဖမ်းမမိခဲ့ပေမဲ့ရှေ့ဟောင်းမွေးနေ့ပစ္စည်းတွေကိုတော့ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကောင်စီဝန်ကြီးကအမေရိကကိုပြောင်းရတော့မှမို့နှုတ်ဆက်ပွဲကျင်းပနေပါတယ်။အဲ့ဒီအချိန်မှာပဲစုံနောက်လီဝင်လာပြီးကောင်စီဝင်အနာကပ်ပြီးဒီနေ့ပဲဂျင်ထောက်ရဲ့လူဆိုကိုင်းကိုဖြိုခွဲနိုင်ခဲ့ပြီးရှေ့ဟောင်းလူပညာအမွေနေ့တွေကိုလည်းပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ပြောတော့ကောင်စီဝင်နဲ့ရဲမင်းကြီးပါဝင်အကုန်လုံးကစုံနောက်လီကိုလက်ခုပ်တီးဂုဏ်ပြုပေးကြပါတော့တယ်။နောက်တစ်ခါမှာတော့အပြင်ကထွက်လာတဲ့လီကိုရန်တွေ့နေတဲ့ကောင်စီဝင်ရဲ့သမီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့သူတို့နဲ့အတူအမေရိကကိုမလိုက်မသွားလို့ပဲဖြစ်ပါတယ်။လီကလည်းအခုကလိုက်သွားလို့မရသေးလို့နားလည်ပေးပါပြီးတော့သမီးကဦးရဲ့အတော်ဆုံးတစ်ပဲပါပဲအမေရိကကိုရောက်ရင်ကွန်ဖူးကိုဆက်လက်လက်ချင်းဖို့ကိုမာနေလိုက်ပြီးစူရောင်းအတွက်ဆွေကြိုတကုန်းကိုပါလက်ဆောင်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမေရိကမှာတော့ကားကိုဒုံဆိုင်မောင်းပြီးကျွတ်သမျှလူကိုဆဲဆိုနေတဲ့စုံနောက်ကာတာကိုမြင်တွေ့ရမှာပါ။သူကတော့အမှုတစ်ခုအတွက်လူဆိုးလို့ရောင်ဆောင်ပြီးကလိုက်ဆိုတဲ့သူနဲ့သွားတွေ့နေတာပါ။ထုံးစံအတိုင်းပဲပေါ့သူနောက်ကျနေရအောင်မတောင်းမှန်ပဲမင်းကိုဆိုင်မှာစောင့်နေတနိုင်လောက်ရှိပြီးမင်းကဆိုင်ရှိမှစောင့်နေတယ်ငါ့ကိုဖမ်းခံရအောင်လုပ်နေရလားဆိုပြီးအပြစ်တင်ပြောဆိုနေပါတယ်ပြီးတော့ကလိုက်ကကားနောက်ဘုံကိုဖွင့်ပြီးစီဖိုးတွေကိုထုတ်ပြလိုက်တော့ကာတာကငါစီဖိုးတွေကိုတစ်မျိုးလုံးလိုက်ရှာနေအခုမှပဲတွေ့တော့တယ်လို့ပြောနေပြီးပြောင်းဆက်လုပ်နေပါတယ်ပြီးတော့ငါလိုချင်တာကိုမင်းပြီးတော့မေးလိုချင်တာကိုပြန်ပေးရမှာပေါ့ဆိုပြီးပတ်စံသွားယူလိုက်အောင်မပြောပြီးလက်အထက်ကာတာရဲ့အားကျအတန်းကြောင့်ဘေးနာကဖြစ်လာတဲ့ရဲကားတစ်စီးကသူတို့ကိုမတင်ကားလို့ကားနဲ့ဝေးနေဆိုပြီးတနက်နဲ့ဖမ်းချိန်ထားလိုက်ပါတော့တယ်ကလိုက်ကလည်းသူ့မှာပါလာတဲ့နက်ကိုထုတ်ပြီးကာတာကိုချိန်ကတစားကန်လုပ်လိုက်ပါတော့တယ်ကာတာကလည်းရဲတွေကိုမျက်လုံးမပြပြီးဘာမှမစိုးရိမ်နဲ့ဘာမှမဖြစ်ဘူးဒီကနေထွက်သွားဆိုပြီးကလိုက်အလစ်မှာပဲကလိုက်ကိုအမောက်သိမ်းလိုက်ပါတယ်ပြီးရနဲ့ရဲတွေကိုဒီကနေထွက်သွားဆိုပြီးအရေးအကဲပြနေပေမဲ့အရေးပြအကောင်မြင်တဲ့ရဲတွေကတော့ကာတာကိုလူဆိုးလို့ထင်ပြီးတနက်နဲ့အတင်းချိန်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲအခွင့်ရသွားတဲ့ကလိုက်ကရဲတွေကိုတနက်နဲ့ပြစ်ပြီးကားပေါ်တက်ကထွက်ပြေးသွားရမြင်တော့ကာတာကလည်းအထာကျကျနဲ့ကလိုက်ရဲ့ကားကိုတနက်နဲ့ပြစ်လိုက်ပါတယ်ကလိုက်ကလည်းမပြစ်နဲ့ဟာကားထဲမှာစီဖို့ပါတယ်လို့ပြောနေရလဲမရတာကြောင့်ကားပေါ်ကနေအမြန်ဆင်းပြေးရပါတော့တယ်ကာတာရဲ့လက်ချက်ကြောင့်ပဲကားနဲ့တက်တဲ့ကမျက်စိတွေပါတခါတည်းပောက်ကွက်ပြစ်စီသွားပါတော့တယ်ပြီးတော့သူလှုပ်ဆောင်နေတဲ့မရှင်အောင်မြင်သွားပြီဆိုပြီးလက်ကောင်မှာမိုက်ကယ်ဂျက်ဆင်ကပြီးကလိုက်ကိုတနက်နဲ့ချိန်ပြီးငါက LA ရဲ့တပ်ဖွဲ့ကအရာရှိกว่าမင်းကိုဖမ်းလိုက်ပြီလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ကောင်စီဝင်ဟန်ကလည်းအမေရိကကိုရောက်နေပြီးသူ့သမီးဆူယောင်းကိုကြောင်းလိုက်ဖို့လုပ်နေချိန်တရုတ်ပြည်ကနေအရေးတကြီးဖုံးလာနေလို့သမီးကိုလိုက်မပို့နိုင်တော့ကြောင်းချော့မော့ပြောပြီးကြောင်းစင်တော့ကိုရိုင်းလာဂျိုမဲဆိုပြီးခရီးပေးလိုက်ပါတယ်ဒီလိုနဲ့ဆူယောင်းတယောက်ကားထဲမှာတချင်းဆိုရင်ကြောင်းသွားနေတော့သူတို့ကားရှိကိုရဲကားတစ်စီးပိတ်ရက်တာခံလိုက်ရပါတယ်ကားကဆင်းလာတဲ့ရဲကတော့ရန်သူတို့ဟောင်းဂျင်ထောက်ပဲဖြစ်နေပါတယ်ဒရိုင်ဘာကဘာပြဿနာရှိတယ်လို့မေးတော့ဘာပြဿနာမှမရှိဘူးဆိုပြီးတနက်ထုတ်ကပြစ်တက်လိုက်ပြီးဆူယောင်းလေးကိုပြန်ပြီးဆွဲသွားလိုက်ပါတယ်အဲ့ဒီတင်းကချက်ချင်းဆိုသလိုပဲတရုတ်ရိုးရအနုပညာပြကမ်းမှာအလုံးရှုံနေတဲ့ကောင်စစ်ဝင်ဟန်စီကိုရောက်သွားပါတယ်။ IMI က Warren Yes နဲ့ Agent Whitney တို့လည်းရောက်လာပြီးကောင်စစ်ဝင်ဟန်နဲ့စကားပြောချက်ချင်းပဲအိမ်ကိုပြန်သွားပါတယ်။ Agent Warren Yes ကဘာမှစိတ်မပူဖို့နဲ့အခုဒီကိုရောက်နေတဲ့သူတွေအားလုံးကအမေရိကန်ရဲ့အတော်ဆုံး agent တွေဖြစ်ကြောင်းသိပေးပေမဲ့ကောင်စစ်ဝင်ဟန်ကသူကဒီကလူမဟုတ်ပဲတရုတ်ပြည်ကလူမို့သူယုံကြည်ရတဲ့လူတယောက်လောက်ခေါ်ကျင်တယ်လို့ပြောလိုက်ပြီးသူ့ကိုလေးစားသလိုသူခေါ်တဲ့သူကိုလည်းလေးစားဖို့ကိုတခါတည်းပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းကာတာဟာကလိုက်ကိုဖမ်းခဲ့တဲ့ဖြစ်စဉ်ကိုလူကြားမြင်ကပ်အောင်ကြွားလုံးထုတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိမလလေးဂျွန်စင်ရောက်လာပြီးကာတာကိုသူနဲ့တွဲလို့ရမယ့်အလုပ်ကိုတယောက်တည်းလုပ်လို့ပွားစီလုပ်နေခဲ့ပါတယ်။တကယ်တော့ဂျွန်စင်ဟာစုံတော့ agent တယောက်ပဲဖြစ်ပါတယ်။ကာတာကိုလည်းနင်းကတယောက်တည်းလှုပ်ချင်တာလုပ်နေတာမို့မကြခင်ယာရုကအချခံရတော့မယ်ပြောပြီးချင်းချောင်းနေခဲ့ပါတယ်ကာတာကလည်းတကယ်ယာရုကအချခံရတော့မှလားဆိုပြီးထက်ကမေးနေပါတော့တယ်တစ်ဖက်မှာလည်း Agent Y နဲ့ Whitney တို့ဟာဒီအမှုမှာသူတို့လူပဲသုံးချင်တာမို့အကြံထုတ်နေပါတယ်ကောင်စီဝင်ဟန်ရဲ့လူကိုမသုံးချင်ဘူးပြောက Whitney ကိုလည်းဘာအကြံရှိလဲလို့မေးလိုက်ပါတယ်Whitney ကလည်းသူ့မှာအကြံရှိကြောင်းအခြားဌာနကကောင်တကောင်ကိုခေါ်ပြီးကောင်စီဝင်ဟန်ရဲ့လူနဲ့ပေါင်းပေးလိုက်ပြီးတဲလွန်စားရှာတယ်လို့နဲ့မှုနဲ့ထုတ်လို့ကြောင်းပြောပြလိုက်ပါတယ်ဒီလိုအရှက်ရစရာကောင်းတဲ့တွေဆို LAPD ကကောင်တွေနဲ့ဆိုအသင့်တော်ဆုံးပဲဆိုပြီးအကြံထပ်ပေးလိုက်ပါတယ်ဒီလိုနဲ့ကာတာတို့ရုံးကိုဖုံးဆက်ပြီးကူညီတောင်းခံလိုက်ပါတယ်စခန်းမူကတော့သူတို့ဌာနတစ်ခုလုံးမှာအရှက်ရမယ့်ကိစ္စမျိုးညင်းနေပါတယ်အဲ့ဒီချိန်မှာစောက်ကြွဝင်လာတဲ့ကာတာကိုမြင်တာနဲ့အမြင်ကပ်ပုံမှန်နဲ့တယောက်လုပ်လိုက်မယ်လို့ပြောလိုက်ပါတယ်စခန်းမူကကာတာကိုလက်ရက်ခေါ်ပြီးမင်းကြောက်ရဲနှစ်ယောက်ဒဏ်ရာရသွားတယ်
ပြီးတော့မြို့ထဲမှာလည်းအပြည့်အစည်တွေဖြစ်သွားတယ်လို့ဆိုနေတော့ကာတာလည်းမျက်နှာငယ်လေးနဲ့ငြိမ်ခံနေရပါတယ်ဖမ်းမိသွားတယ်မင်းတော်တယ်ကွာလို့ချူလိုက်ပြန်ပါတယ်စကမှုကလည်းမင်းလို့အရေးချင်းရှိတဲ့သူနဲ့အလုပ်တွဲလို့ရတာဂုံယူရကွာလို့မြောက်ပိမိပြောတော့အစရဲကမြောက်ပိရင်ခွေးတဲ့အောင်ကတ်တဲ့ကာတာကလည်းမျက်နှာကြီးကိုဖြီးနေတာပေါ့တလက်စားတဲ့စကမှုကြီးကဆက်ပြောလိုက်ပါတယ်ခုနကပဲ FBI ကဖုန်းဆက်လာတယ်တရုတ်ကောင်စီဝင်သမီးပြန်ပြီးဆွဲခံရတယ်အဲ့ဒီအမှုအတွက်မင်းကိုသူတို့ကလိုအပ်နေတယ်မင်းရဲ့ရေစံတတိတွေကိုထုတ်ပြဖို့အချိန်ရောက်ပြီဆိုပြီးအစင်းကိုဘိန်းတက်ပေးလိုက်ပါတယ်ကိုကျွေးခံရမှမသိတဲ့ကာတာကလည်းအပြင်ကိုထွက်ပြီးသူ့ပုံစံတိုင်းပဲစောက်ကြွားနဲ့ LBI အတွက်အမှုကြီးတစ်ခုလိုက်ဖို့ပေးအပ်ခြင်းခံရကြောင်းနောက်ဆိုဒီရုံးမှာသူ့ကိုမတွေ့ရတော့ကြောင်းတောင်းထုတ်နေပါတော့တယ်လူနဲ့ပဲကာတာတယောက်ကောင်စီဝင်အိမ်ကိုရောက်လာပြီးအေဂျင့်တွေကိုအမှုကိစ္စတွေမင်းမြန်ပြီးဆရာကြီးလုပ်နေပါတယ်ဒါကိုအမြင်ကက်လာတဲ့အေဂျင့်ဝါယန်ကလည်းကာတာကိုအပြင်ခေါ်ပြီးခုလိုရမယ့်အလောက်ကကြီးဆက်လေးအစင်းလိုဝက်ချက်ပဲသူ့နာမည်ကလီတဲ့ဒီကိစ္စကိုညွှန်ကြားရေးမှူးကထိတ်တန့်ဦးစားပေးဖြစ်သတ်မှတ်ထားတယ်ပြီးတော့မင်းကသူ့ကိုဒီအမှုရဲ့ဝင်မလျှော့အောင်ထိန်းထားပေးရမယ်ပြောတော့ကာတာကလည်းအမှုကြီးကိုကန်ရမယ်တင်းရောက်လာကမှလီဆိုတဲ့တရုတ်ကလာတဲ့ဆိုတော့ကိုလူမမြင်အောင်နဲ့အန်ဒီမဖြစ်အောင်တားဖို့ပဲဆိုတော့တသက်နဲ့ပဲလီစိတ်မှလီကိုကြိုးဖို့ထွက်သွားလိုက်ပါတယ်ကာတာကလည်းလီကိုမြင်တာနဲ့စတင်မိတ်ဆက်လိုက်ပါတယ်ကာတာကလီကိုအမျိုးနှုတ်ဆက်ပေမဲ့လီကဘာစကားတစ်ခုမှပြန်မပြောလို့အင်္ဂလိပ်လိုမပြောတတ်ဘူးထင်သွားကစိတ်အတော်ပြတ်သွားပါတယ်သူဘာမပြောဘာမှပြန်မပြောပဲပြုံးနေတာကြောင့်ကာတာလည်းစိတ်တော်ပြတ်သွားပြီးသူ့ကိုဂျင်းထက်တဲ့စကမ်းမှုကိုချိန်ဆနေပါတော့တယ်ပြီးတော့စကမ်းမှုကိုဒီမှုကိုသူမလုပ်ချင်တော့ကြောင်းဖုန်းဆက်ပြီးလမ်းပြောတော့ရုံးလုံးကသူ့ကိုဝိုင်းဟားကြပြီးချွန်စင်ကလည်းသူ့ကိုအရန်တော်လို့အခုတော့တွဲဘက်တစ်ကောင်မှရသွားပြီးအဆင်ပြေပါစေကာတာဆိုပြီးဖုန်းချကဟားတိုက်ကြပါတော့တယ်ဒီကကာတာကိုကောင်စီဝင်အိမ်လိပ်စာကိုထုတ်ပြတော့သွားလို့မရတဲ့နေရာထဲမှာဒီနေရာပါတယ်ငါမင်းကြောင့်လည်းအလုပ်ပြမခံနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့လီကစူယောင်းရဲ့ပုံကိုထုတ်ပြကစူယောင်းလို့ပြောပြီးမဲ့ကာတာကဘာမှထပ်မပြောနဲ့ဒီအမှုကိုငါနေငါဟန်နဲ့ရအောင်လိုက်ပြမယ်လို့ပြောပြီးလီကိုတရုတ်တန်းလိုက်ပြပြီးဘုံချောင်းရှင်းမှာလီကိုခဏထားခဲ့ကမြေပုံရောင်းနေတဲ့သူ့အသိစီမှာသတင်းသွားဆောင်စမ်းနေခဲ့ပါတယ်သူသိလိုက်ရတာကတော့လူတချို့ကတနက်တွေနဲ့လူတွေကိုလိုက်စုဆောင်နေတာကိုသိရလိုက်ပါတယ်ဒီလိုစုံစမ်းနေတုန်းမှာပဲလီကတော့ဘတ်ကားနဲ့ထွက်သွားတာကိုလမ်းမြင်လိုက်ရလို့ဘတ်ကားကိုအမိပြေးလိုက်ကလီကိုတနက်နဲ့ချိန်ထားလိုက်ပြီးမင်းကိုစောင့်နေပါလို့ပြောထားတာကိုဘာလို့ဘတ်ကားပေါ်တက်လာရတာတုံးလို့အော်ကြီးဟစ်ကျပြောတော့ဘတ်ကားဘော်ကလူတွေကတနက်နဲ့ကာတာကိုမြင်ပြီးလန့်ဖြန့်သွားကြတာကိုမြင်မှကာတာကလည်းမကြောက်ပါနဲ့ကျွန်တော်က LBI ကအရေးရရှိပါဆိုပြီးစတိုင်ထုတ်ကတပ်ပုံမှာရိုက်ခံလိုက်ပါသေးတယ်ဒါကိုအခွင့်ကောင်းရသွားတဲ့လီကနီးစက်ရဘတ်ကားဘော်တွဲလက်ခုတ်ပြီးကားတွေတစ်စီးပြီးတစ်စီးပေါ်တက်ပြီးတက္ကစီကိုငားကနေရာကနေထွက်သွားလိုက်ပါတယ်ဒါကိုလမ်းမြင်တော့ကာတာကသူ့ရှိဖြတ်လာတဲ့ဆိုင်ကယ်ကိုတနက်နဲ့ချိန်ပြီး LBI ကဆိုပြီးဆိုင်ကယ်ကိုယူကလီနောက်ကိုတက်တန်လိုက်သွားပါတော့တယ်တက္ကစီကိုမိသွားပြီးလီကိုတနက်နဲ့ချိန်ကနောက်ဆိုဘဲမှထပ်မသွားနဲ့တော့လို့အမိတ်ပေးလိုက်ပါတယ်ပေါ်တသေးမဟုတ်တဲ့လီကလည်းကာတာတနက်ကိုလုပြီးပြန်ချိန်ထားလိုက်ပါတယ်စီသမားစကားပြောနေတာလက်ကြည့်နေတော့ကာတာကလည်းသူ့စီမှာရှိတဲ့တနက်နောက်ထပ်တစ်လက်ကိုထုတ်ပြီးပြန်ချိန်ထားလိုက်ပါတယ်ဒါကိုနားကြမြင်ကတ်လာတဲ့တက်စီသမားကတနက်ကိုထုတ်ပြီးချိန်ထားလိုက်တော့နေရာစလုံးလည်းလက်မြောက်ထားလိုက်ရပါတော့တယ်လီကလည်းကျွန်တော်တို့ကရဲတွေပါဆိုပြီးရှင်းပြလိုက်တော့မှပဲကာတာကလည်းလီကအင်္ဂလိပ်လိုပြောတတ်မှန်းသိသွားပါတော့တယ်ကာတာကလည်းမကြေမနက်နဲ့ဟဲ့အောင်မင်းကအင်္ဂလိပ်လိုပြောတဲ့အတိုင်းနဲ့တလန်းလုံးငါ့ကိုလိမ့်နေတာလားမင်းကကိုမလီမစားလုံးနေရလားလို့ရန်တွေ့နေပါတော့တယ်ဒီကလည်းငါမင်းကိုအင်္ဂလိပ်လိုပြောတတ်ဘူးလို့တစ်ချက်မှမပြောရသေးဘူးမိမမင်းထင်ကြထင်သွားတာလို့ပြန်ချေပလိုက်ပါတယ်လီကကာတာကိုမစ္စတာဟန်ကသူ့ကိုလိုအပ်နေကြောင်းအင်ကိုပဲအမြန်သွားလို့ကြောင်းပြောနေပေမဲ့ကာတာကစိတ်မကြည်သေးတာကြောင့်လီကိုပါဇက်ပိတ်ထားဖို့ပြောလိုက်ပါတယ်ဒီကလည်းစစ်ပစ်လက်ပြက်နဲ့ကက်ဆက်ကိုဖွင့်လိုက်ပေမဲ့ကာတာကသူကြိုက်တဲ့ချင်းမဟုတ်လို့အဟစ်ပြီးသူကြိုက်တဲ့ဟေ့ော်တဲ့ချင်းကိုဖွင့်ပြီးတွန်းနေတာကြောင့်လီလည်းစိတ်ညစ်သွားရပြန်ပါတယ်ဒီလိုနဲ့ကာတာကတနေရာကိုရောက်တော့ကားကိုရက်လိုက်ပြီးဆင်းသွားတာကြောင့်လီလဲစိတ်မရှိတော့ပဲကောက်စီဝင်ကသူ့ကိုလိုအပ်နေပြီးအမြင်သွားလို့ကြောင်းပြောတော့ကာတာကပိုက်စိတ်တိုက်ရှာတယ်ဆိုတာတကယ်ရဲအလုပ်ပါကွာဆိုပြီးစူရောင်းအမှုကိုသူကိုယ်တိုင်စုံစမ်းဖို့လုပ်ပါတော့တယ်ဆိုင်တစ်ဆိုင်လေးကိုဝင်သွားပြီးဒီကိုလည်းသူပြောတဲ့အတိုင်းနေဖို့ကိုမှာလိုက်ပါသေးတယ်လူဝဲခန်းထဲကိုဝင်သွားပြီးတော့ဖဲရိုက်တဲ့သူတွေကိုတနက်နဲ့ချိန်ပြီးငါမီးဆရာရှိရဖြည့်ပေးကောင်းမလေးပဲမှာလဲဆိုပြီးအတင်းစစ်ပေးနေပါတော့တယ်စကားတွေအခြေချင်းဖြစ်ပြီးလီကိုလည်းအပြင်ကိုထုတ်လိုက်ပါတယ်လီအပြင်ရောက်တော့မှကာတာလည်းတနက်ကိုချက်ပြီးလူတစ်လေးကိုပညာပေးဆိုပြီးသူ့ညီဝမ်းခွဲကိုပြောကဖောက်ခွဲပစ္စည်းတွေဘယ်သူတွေလိုက်ဝယ်နေရလဲမင်းသိရင်ငါ့ကိုပြောပါပြီးတော့မင်းကငါမဖမ်းဘူးဆိုတာငါညီဝမ်းခွဲဖြစ်နေလို့ပါဆိုပြီးချင်းချောက်စကားပါဆိုလိုက်ပါသေးတယ်ဒါနဲ့ပဲတရုတ်တဲမှာလူတစ်တယောက်ခဲရန်တွေနဲ့လူတွေလိုက်စုနေရကိုတီးလိုက်ရပါတယ်တစ်ဖက်မှာလည်းလီကဘားကောက်နာကလူကိုကာတာပြောသလိုသွားပြောတော့ဆိုင်ကလူတွေဝိုင်းပြီးဆော့ပေါ်တော့တီးတိုက်ခံလိုက်ရပါတယ်ဒီလိုနဲ့ကာတာလည်းပြဿနာတွေကိုဖြေရှင်းပြီးထွက်လာတော့နောက်ထပ်ဆိုင်တစ်ဆိုင်ကိုဝင်သွားပြန်ပါတယ်လီလည်းစိတ်မရှိတော့ကိုသတိထားမိတာကြောင့်စိတ်မချတော့လို့လီကိုစီရတိုင်းနဲ့လက်ထိတ်ခတ်ပြီးဆိုင်ထဲဝင်ပြီးစားစရာတောဝယ်ပြီးပြန်ထွက်လာတော့လီရောကားစီရတိုင်းမှာပျောက်နေတာကိုတွေ့တော့ကာတာလည်းဒေါသတွေထွက်ပြီးဆွဲဆို့နေပါတော့တယ်
တစ်ဖက်မှာတော့လီကတက်ဆီငါးပြီးကောင်စီဝင်အိမ်ကိုသွားပေမဲ့အဆောက်တွေကဝင်ခွင့်မပေးပဲဘာကိစ္စကြောင့်ကောင်စီဝင်နဲ့တွေ့ကျင်တာလဲလို့ပြီးတော့လီကအရေးကြီးရဲ့စူယောင်ကိစ္စလို့ပြောရတဲ့ညံကြီးရှင်အဆောက်တွေကလီကိုတနက်နဲ့ဝိုင်းချိန်တာကြောင့်လီလည်းအဆောက်နှစ်ယောက်ကိုမောက်သိပ်ပြီးခြံစည်းကိုကြော်ပြီးခြံထဲကိုဝင်သွားလိုက်ပါတယ်အေဂျင့်ဝါရန်တို့ကလည်းလီကိုရန်သူထင်တဲ့ကောင်စီဝင်ဟန်ကိုအပေါ်ရမှာလုံခြုံတယ်အပေါ်ရမှာသွားနေဆိုပြီးလီကိုဝိုင်းဖမ်းဖို့လုပ်နေကြပေမဲ့လီရဲ့ကွန်ဖူးကန်ချက်နဲ့ပဲတယောက်ပြီးတယောက်မောက်ကုန်ကြပါတော့တယ်လီလည်းနီးစပ်ရတပ်ပမော်တက်ပြီးကောင်စီဝင်အခန်းကိုတိုးဝင်ကမစ္စတာဟန်နဲ့တွေ့ဆုံကသူနောက်ကျသွားတယ်လို့ပြောပြီးနှုတ်ဆက်လိုက်ပါတယ်ကောင်စီဝင်ဟန်ကလည်းဒါကသူတရုတ်ပြည်ကနေခေါ်တဲ့သူ့လူပါရန်သူမဟုတ်ပါဘူးဆိုပြီး IBS အဖွဲ့ကိုပြောလိုက်တော့ဝါရန်တို့ကလည်းကာတာပြပြောက်သွားတာလေလို့မေးတော့ညဘက်ရောက်တော့မှကားကိုဂရိတ်နဲ့ဆွဲပြီးကောင်စီဝင်အိမ်ကိုကာတာပြန်ရောက်လာတော့ဝါရန်ကစုနေခဲ့ပေမဲ့ကောင်စီဝင်မှရောက်လာတော့ကာတာကိုဒါကဘာတူလဲလို့မေးတော့လီကကြားဝင်ပြီးအေဂျင့်ကာတာကကျွန်တော်စုံစမ်းမှုကိုကူညီပေးနေတာပါဆိုပြီးပြန်ဖြေပေးလိုက်ပါတယ်ကာတာကလည်းသူ့ခွင်ထဲကိုရောက်လာတာကြောင့်ကောင်စီဝင်ကိုလည်းစူယောင်းကိုဘေးမတိရမခန့်အောင်ပြန်ခေါ်ပေးမယ်လို့ကတိပေးပြီးအမှုကိစ္စကိုပြောလို့ရပြီဆိုပြီးဝါရန်ကိုဆရာကြီးစတိုင်နဲ့ပြောတော့ဝါရန်ကနှစ်ယောက်တည်းစကားပြောလို့ရမလားလို့ပြောတော့ကာတာကလည်းဂျီဆက်လေးအထူးလိုဝက်ချက်လို့ပြောပြီးငါအထက်လူကြီးကိုဖုန်းဆက်ပြီးအရင်ပြောအောင်မဆိုပြီးဖုန်းကိုကောက်ကွန်လိုက်တဲ့အခါမှာတော့ဖိုးဘက်ကခေါ်လာတဲ့ပြန်မေးသမားရဲ့ဖုန်းကိုကင်မိသွားသလိုဖြစ်သွားပါတယ်ကာတာကဘာတူလဲလို့မေးတော့တစ်ဖက်ကအခုပြောနေရ LBI ကလာလို့မေးတော့ကာတာကလည်းဟုတ်တယ်လို့ပြောတော့ဝါတန်ကတဘောပေါက်သွားပြီးဖုန်းကိုပေးဖို့ပြောပေမဲ့ကာတာကမပေးပဲသူကပဲစတိုက်ပြောနေခဲ့ပါတယ်ပြန်မေးသမားကကလေးမကိုအသက်ရှင်နဲ့ပြန်လို့ချင်းရင်အခုပြောတာကိုတခြားနားထောင်ပါည7:00နာရီမှာပြန်ပေးငွေဒေါ်လာ350ယူလာပြီလို့ပြောတော့ကာတာကဒေါ်လာ350ဟုတ်လားမင်းချက်စီအတင်းများထင်နေတာလားလို့ပြန်ပြောတော့မစ္စတာဟန်ကသူ့ဖုန်းမချစေနဲ့ဆိုပြီးသတိပေးလိုက်ရပါသေးတယ်30ကိုဒေါ်လာ50ရန်နဲ့ပေးနောက်ထပ်30ကိုဒေါ်လာ20ရန်နဲ့ပေးနောက်ဆုံး30ကိုဒေါ်လာ10ရန်နဲ့ပြီးလို့ပြောတဲ့ချိန်မှာကာတာကအဲ့ဒီပိတ်ဆန်နဲ့အကျော်ဝယ်စားမလို့လားလို့ပြန်မေးလိုက်တော့မိသမားကမင်းနာမည်ကဘာတူလဲခလေးမလေးအတိုင်းနဲ့ဆိုင်တဲ့ကိစ္စကိုဘာလို့ဒီလိုစကားများရဲ့သူကိုတာဝန်ပေးထားရလဲလို့ပြောတော့ကာတာကကောင်းပါပြီခဏလေးစိတ်လျှော့ပါအောင်လို့ပြောပြီးအချိန်ဆွဲနေတဲ့အချိန်မှာ LBI ကပြန်ပြီးစသမားတီနေရာကိုခြေရခံမိသွားပါတယ်ဒါနဲ့ပဲဂျင်းထောက်ရှိတဲ့နေရာကိုအင်အားအလုံးကြီးနဲ့ချီတက်သွားပါတယ်လီကလည်းသူ့အတူကြုံရဒါကထောင်ချောက်မှသိနေခဲ့ပါတယ်လီကဝါရန်တို့ကိုသွားပြောပေမဲ့လက်မခံလို့ရဲတော်တော်များများငှက်ကင်ဖြစ်သွားရပါတယ်အဲ့ဒီအချင်းရကိုစောက်ကြည့်နေတဲ့ဂျင်းထောက်ကိုအမတ်မထင်လီကတွေ့မြင်သွားခဲ့ပါတယ်ဒါနဲ့ပဲဂျင်းထောက်ရဲ့နောက်ကိုအပြေးလိုက်တော့ကာတာကလည်းဘူးမသိဘာမသိနဲ့လီရဲ့နောက်ကိုလိုက်ပြေးခဲ့ပါတယ်ပြင်းရင်လိုက်ရင်နဲ့ဂျင်းထောက်စီကနေပြုတ်ကျလာတဲ့အရာဝတ္ထုတစ်ခုကိုရလိုက်ပါတယ်လီကလည်းကာတာရဲ့ကောင်းမှုကြောင့်နဲ့ပဲနှစ်ယောက်သားအဆောက်အဦပေါ်ကနေခွေးချဝက်ချပြုတ်ကျသွားလို့ဂျင်းထောက်ကလည်းထွက်ပြေးလွတ်မြောက်သွားပါတယ်ဂျင်းထောက်လွတ်သွားတာသူ့ကြောင့်ငါးကြောင့်နဲ့ငင်းခုန်ကြရင်လီရဲ့လက်ထက်ကဂျင်းထောက်ပြုတ်ကျသွားတဲ့ပစ္စည်းကိုကြည့်ပြီးမတင်ကားလို့စစ်ဆေးကြည့်ဖို့ဂျွန်စင်စမ်းသပ်ချက်လုပ်နေတဲ့ရုံးခန်းကိုထွက်သွားကြပါတယ်ဂျွန်စင်ကဘုံဖြုတ်တဲ့စမ်းသပ်မှုတစ်ခုကိုပြုလုပ်နေပြီးကာတာကအပြင်ကနေဘုံလို့ထအော်လိုက်တော့ဂျွန်စင်လည်းဝယ်ရကျိုးမဖြတ်မိကစမ်းသပ်ချက်ကြရှုံးသွားလို့ကာတာကိုချိန်ဆနေပါတယ်ကာတာကလည်းပြန်တောင်းမှလိုက်ပြီးသူယူလာတဲ့ပစ္စည်းတစ်ခုကိုပြကဒါကဘာလဲသိလားလို့မေးတဲ့အခါဂျွန်စင်ကဒါကအဝေးထိန်ခလုတ်ပဲမိုက်ခရိုဘုံအဖုံဖြစ်နိုင်တယ်လို့စနက်တန်လည်းဖြစ်နိုင်တယ်ကိုရောင်တကားကိုဖွင့်နိုင်တယ်လို့စီဘိုးကိုလည်းဖောက်ခွဲလို့ရတယ်လို့ပြောတော့ကာတာတို့ကလည်းသိချင်တာသိလိုက်ရပြီးဂျွန်စင်ကိုနှုတ်ဆက်ကထွက်ခွာလာကြပါတယ်။ဒါနဲ့ C4 အကြောင်းသိတဲ့လူတစ်ယောက်ရှိတယ်ဆိုပြီးလီကိုခေါ်ကထောင်ထဲမှာဖမ်းခံရတဲ့ကလိုက်နဲ့တော့တွေ့ကြပါတယ်။ကာတာကလည်းကလိုက်ကို C4 ခလုတ်ကိုထုတ်ပြပြီးဒါကိုမင်းသိလားမင်းသိရင်ပြောပြစမ်းပါလို့မေးတော့ကလိုက်ကလည်းကာတာကြောင့်ထောင်ထဲဝင်နေရလို့အခဲမကြေဖြစ်ကမေးသမျှကိုမသိဘူးကြီးပဲဖြစ်နေပါတော့တယ်။ဒါကိုစိတ်မရှိရတဲ့လီကစူယောင်းပုံကိုထုတ်ပြပြီးဒီကလေးမလေးကအသက်17နှစ်ပဲရှိသေးတယ်။ကလေးတစ်ယောက်ကိုဒီလိုမသေးစေချင်ဘူးလို့ပြောတော့အသေးမမနိုင်တော့တဲ့လူစိုးကြီးလဲဂျင်းထက်ကိုရှာတွေ့နိုင်တဲ့လိပ်စာကိုပြောပြလိုက်ပါတော့တယ်ဒီလိုနဲ့ကာတာနဲ့လီလဲကလိုက်ပြောတဲ့တရုတ်တန်းကဖူချင်းစားတော့ဆိုင်ကိုတွားပြီးအချိန်နေစောင့်ကြည့်နေခဲ့ပါတယ်အချိန်ကြာကြီးစောင့်ကြည့်နေပေမဲ့ဘာမှမထူးသေးတာကြောင့်စိတ်ပပေါက်နဲ့မိုက်ကယ်ဂျက်ဆင်တချင်တဲ့နှစ်ယောက်သားဒန်းနေလိုက်ပါတယ်တစ်ဖက်မှာတော့ကောင်စီဝင်နဲ့ဂျင်းထောက်တို့ကအလဲလဲလုပ်ဖို့ဖူချောင်းစားတော့ဆိုင်အနောက်ကိုချိန်ချက်ပြလို့လိုက်ကြပါတယ်ကာတာနဲ့လီကတော့မုတ်ဆိုင်ရင်သူ့ဖေကပို့တော်သူ့ဖေကလူဆိုအယောက်ပဲ20ကိုဖမ်းနေဆိုပြီးညင်းခုန်နေကြရင်တရုတ်ဆိုင်ထဲကိုဂျင်းထောက်ဝင်သွားတာကိုကာတာကမြင်တော့လီကိုလက်ကုပ်ပြီးတရုတ်ဆိုင်ထဲကိုကာတာကအရင်ဝင်ပြီးလီကိုလည်းခုထူးကြရင် LBI အနေနဲ့ဝင်လာခဲ့ဆိုပြီးသူ့ရဲ့ဒစိမ့်နဲ့တနက်ကိုပါလီကိုပေးပြီးဆိုင်ထဲကိုဝင်သွားပါတယ်ဆိုင်ထဲကိုရောက်သွားတဲ့ကာတာကစပွဲတို့မလေးကိုသူကဂျင်းထောက်နဲ့တွေ့ဖို့ဒီကိုလာတာပါဆိုပြီးစပွဲခုံမှာ AC ထိုင်ဆောင်နေလိုက်ပါတယ်စပွဲတို့မလေးလည်းအပေါ်ကိုတက်သွားပြီးလူတစ်ယောက်ကဂျင်းထောက်နဲ့တွေ့ဖို့စောင့်နေကြောင်းသွားပြောလိုက်ပါတယ်ဂျင်းထောက်ကလည်း CCTV ကနေလမ်းကြည့်လိုက်တဲ့အခါမှာကာတာကိုတွေ့လိုက်ရတာကြောင့်ဂျင်းထောက်ကဒီကောင်ကိုတွေ့ဘူးတယ်ဘာကိစ္စလဲသွားမေးလိုက်ဆိုပြီးသူ့လူတစ်ယောက်ကိုသွားမေးခိုင်းလိုက်ပါတယ်
အဲ့ဒီအချိန်မှာပဲခဏနေအောင်ဆိုပြီးရဲမင်းကြီးတော်မက်ကိုပါတွေ့လိုက်ရပါတယ် CCTV ထဲမှာလီကိုပါမြင်လိုက်ရတော့ကောင်မလေးကိုနေရာပြောင်းခိုင်းလိုက်ပါတယ်ပြီးတော့ကာတာနဲ့လီကိုပါအစားဖြတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါကြောင့်စပွဲတို့မလေးကလည်းယူနီအိုတဲ့ကိုအစိတ်ခက်ကလီတို့ကိုအစားဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့စပွဲတို့မလေးရဲ့လေဘေးမှာဆူရိုင်းဆွဲကျူးကိုမြင်လိုက်ရတော့တခုမားနေပြီဆိုတာသိထားမိသွားပါတယ်ဒါကိုလည်းလူတစ်ယောက်ကပေါ်ကိုခေါ်သွားတာကိုတွေ့တော့ပိုပြီးမတင်ငါစရာဖြစ်သွားတာကြောင့်အနောက်ကနေတိတ်တိတ်လိုက်သွားပါတယ်။ဖက်မှာလည်းကောင်စီဝင်တို့အဖွဲ့ကလည်းအလဲလှုပ်ဖို့အတွက်ပြင်ဆင်နေကြပါတယ်။ကာတာကလည်းအထက်ကိုရောက်သွားတော့ဆရာကြီးစတိုင်နဲ့ဂျင်ထောက်ဆိုတာဘယ်ကောင်လဲဆိုပြီးမေးတော့အကုန်လုံးကကာတာကိုဝိုင်းသမားကြပါတော့တယ်။ကာတာကလည်းအမြန်နဲ့တယောက်ဆိုပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဂျင်ထောက်ကလည်းကာတာကို LBI ကမှန်သိသွားတော့အပြတ်ရှင်းဖို့လုပ်နေချိန်မှာပဲလီရောက်လာပြီးလူဆိုးတွေအကုန်လုံးကိုတမဘေးကကာတာကိုကဲထုတ်လိုက်ပါတယ်။ဟိုကတနက်နဲ့ပြီးတော့ကာတာတို့ကလည်းဖင်ချွတ်အောင်ထွက်ပြေးကြရပါတော့တယ်။အဲ့ဒီချိန်မှာပဲဝါရန်တို့ကလည်းရောက်လာပြီးသူတို့အစီအစဉ်ကိုဖျက်ဆီးပစ်တယ်ဆိုပြီးဒီလိုနေရာကိုကောင်စီဝင်အိမ်ကိုချက်ချင်းပြန်ပို့လိုက်ပါတယ်။ကာတာကိုလည်းဝါရန်ကသူ့အလဲလောက်တာကိုဖျက်ဆီးပစ်တယ်ဆိုပြီးအမှုကနေထုတ်ပယ်ပစ်လိုက်ပါတယ်။လီကလည်းကောင်စီဝင်ကိုကူညီဖို့ကြိုးစားရင်းအလွယ်လွယ်အချော့ချော့ဖြစ်သွားတာကြောင့်တောင်းပန်နေခဲ့ပါတယ်။ကောင်စီဝင်ကလည်းသူအခုကစပြီး LBI ကိုပဲယုံလိုက်တော့မယ်မင်းအတွက်လေရင်စီစဉ်ပေးထားမယ်ပြောတော့လီကလည်းတောင်းပန်ပါတယ်။ဒီကိစ္စကထင်သလောက်မယုံရှင်းဘူးဒီကိစ္စအားလုံးကိုဂျင်ထောက်ကကြိုးကိုင်နေရလို့ပြောနေချိန်မှာကာတာကအတင်းဝင်လာပြီးဒီပြဿနာတွေအားလုံးကလီနဲ့မဆိုင်ဘူးသူလောက်တာဆိုပြီးဝင်ပြီးတောင်းပန်နေခဲ့ပေမဲ့အောင်စီဝင်ကမင်းတောင်းပန်တာနောက်ကျသွားပြီးဆိုပြီးပြောနေချိန်မှာဖုန်းဝင်လာပြီးပြန်ပေးငွေ390ဖြစ်သွားပြီးမနေ့ပြန်ဖုန်းဆက်ပြီးညွှန်ကြားချက်ပေးမယ်ပြီးတော့ပတ်စံလာပေးရင်ပေးမပေးခင်ဗျားသမီးအလောင်းကိုပဲလာကောက်တော့ဆိုပြီးတခါတည်းချင်းချောက်စကားပါပြောလိုက်ပါတော့တယ်ကာတာကလည်းလီကိုလေစိတ်ကိုလိုက်ပို့ပြီးနှစ်သိမ့်နေခဲ့ပါတယ်တစ်ဖက်မှာလည်းသမီးစိတ်နဲ့တောကများနဲ့ကောင်စီဝင်ထံကိုတောမရောက်လာပြီးနှစ်သိမ့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဂျင်ထောက်စီကဖုန်းဝင်လာပြီးငွေတွေကိုတရုတ်ကုန်စီပြဝဲထိန်းချုပ်ခန်းမှာထားပေးပါဘာအမားမှထပ်မဖြစ်စေနဲ့လို့ပြောပြီးဖုန်းချသွားပါတယ်တစ်ဖက်မှာလည်းကာတာကကျွန်းစင်စီဖုန်းဆက်ပြီးအရင်ကသူမားခဲ့ရတဲ့အတွက်တောင်းပန်ပြီးလီကိုကူညီပြီးကလေးမလေးကိုကတ်တင်ဖို့စီအောင်လိုက်ပါတယ်ပြီးရနဲ့စပင်းစီယာနဲ့ဟန်ဆောင်ပြီးလေရင်ပေါ်တက်သွားပြီးလေရင်မဲကိုလည်းလေရင်မှုကိုပြောလိုက်လေရင်ဘဲဘဲအချက်မှာပြဿနာတစ်ခုရှိနေတယ်လို့ပြောခိုင်းလိုက်ပြီးလီရဲ့ဘေးမှာသွားထိုင်ပြီးသူနဲ့ပြန်လိုက်ဖို့နားချနေခဲ့ပါတယ်လီကလည်းကာတာကိုမင်းကမင်းဖေရဲ့မျက်နှာကိုအိုးမနဲ့တုတ်တာပဲလို့ပြောတော့ကာတာကငါမားကြောင့်မင်းသက်တွေပြလေးဆိုပြီးလီရင်ပေါ်ကနေခေါ်ထုတ်နိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းကောင်စီဝင်တဲ့သူ့ဖွဲ့တွေကစိတ်ရှုံနေကြပြီးဒီတစ်ခါထက်လွှင့်ရင်သူ့သမီးအသက်ပါဆုံးရှုံးသွားနိုင်တယ်လို့ဆိုပြီးဂျင်ထောက်တောင်းတဲ့ပတ်စံကိုပဲတွားပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ညရောက်တော့ကောင်စီဝင်တဲ့ဝါရန်တို့ကလည်းအလဲလေလို့ဖို့ကုန်စီပြတ်ဝဲကိုရောက်နေခဲ့ပါပြီ။လီနဲ့ကာတာလည်းရောက်လာပြီးဂျွန်စင်မှာပါလာခဲ့ပါတယ်။ကောင်စီဝင်ကလည်းစူရောင်းရဲ့စိတ်ကြောင့်မိတ်ခွန်းအောင်ပြောဖို့အဆင်မပြေတာကြောင့်တောမက်ကပဲပွဲကိုဝင်ထင်းလိုက်ရပါတယ်။ကာတာကလည်းတောမက်ကိုမြင်တော့ဂျင်ထောက်ရဲ့ဆိုင်မှာတောမက်ကိုပါတွေ့ခဲ့ကြောင်းလီကိုပြပြနေခဲ့ပါတယ်။ပြီးရနဲ့ငနဲကိုရှင်းထုတ်လိုက်မယ်လို့ပြောပြီးအမြင့်တနေရာကိုသွားပြီးသူက LBI အဆောက်အဦပေါ်မှာထင်းချောက်မှုတစ်ခုရထားတယ်။ဒီအဆောက်အဦကနေအမြင့်ထွက်သွားကြဆိုပြီးပွဲကိုဖျက်ဆီးလိုက်ပါတယ်။တောမဲကလည်းအချိန်တွေကိုရက်မိသွားပြီးစင်မော်ကနေအသာလေးလွတ်ထွက်သွားပါတယ်။ဘူးမတိပါမတိတဲ့ဝါရန်တို့ကလည်းကာတာတို့ကိုဖမ်းဖို့လုပ်နေကြပါတယ်။တောမဲကဘာကောင်တာမှာဝိတ်တဟန်ဆောင်ထားတဲ့ဂျင်ထောက်စီသွားပြီးအဝေးထိန်ခလုတ်ကိုတောင်းကကောင်စီဝင်ကိုပြပြီးအပြင်ကကားတစ်စီးထဲမှာခမားသမီးကိုမှာ C4 6လုံးတက်ဆင်ထားတယ်လို့ပြောပြီးဒီပြက်ခန်းမှာရှိတဲ့ပစ္စည်းတွေကတစ်ချိန်လုံးကသူပိုင်ခဲ့တာဖြစ်ပြီးအမားတစ်ခုကြောင့်အကုန်လုံးကိုဆုံးရှုံးခဲ့ရပြီးဒီညမှာတော့အကုန်လုံးကိုပြန်ယူလိုက်မယ်လို့ပြောလိုက်ပါတယ်။ဂျင်ထောက်ကလည်းလီကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ကာတာကလည်းအခွင့်အရေးနဲ့အပြင်ကိုပြေးထွက်လိုက်ပြီးစူယန်းကိုဖမ်းထားတဲ့ကားကိုရှာပြီးအဆောင်တွေကိုတမပြီးကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဘုံတွေနဲ့တက်ဆင်ခံရတဲ့စူယန်းကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းတောမတ်ကျွတ်တင်ခေါ်ရတဲ့ရခိုင်ရောက်လာလို့ထွက်သွားဖို့ပြင်ဆင်နေချိန်မှာပဲဝုန်းကနေဆိုပြီးစူယန်းကိုဖမ်းထားတဲ့ကားနဲ့အဆောက်အဦတွေကိုကာတာဝင်လာခဲ့ပါတယ်။အခွင့်အရေးသွားတဲ့လီကလည်းဂျင်ထောက်ရဲ့လက်ထဲကနေရုံထွက်နိုင်ခဲ့ပါတယ်။ဒီလိုဝေယုံ3-5ပြည့်နေချိန်မှာကာတာကစူယန်းလက်ကိုဆွဲပြီးခမားအတွက်လက်ဆောင်ယူလာတယ်ဆိုပြီးစူယန်းကိုပြကခမားဘုံကိုခွဲပစ်လိုက်စမ်းခမားခလုတ်ကိုခုချက်ချင်းနှိပ်ပစ်လိုက်စမ်းဆိုပြီးစူယန်းကပါတေးမှမကြောက်ပဲပြောနေတော့တောမတ်ပါကြောင်တောင်ဖြစ်သွားပါတယ်။ခုချိန်မှာသာဘုံကိုခွဲလိုက်ရင်အကုန်မမြုပ်ပြီးသားဖြစ်မယ်ဆိုတာသိနေတာကြောက်ပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲဂျွန်စင်ကကာတာကိုအချက်ပြလိုက်ပြီးလီကစူယန်းကိုကားနောက်ကိုဆွဲခေါ်သွားလိုက်ပါတယ်။ဂျာကိုမြင်တဲ့ဂျင်ထောက်ကတနက်ပစ်လိုက်တော့ကာတာလည်းမနှဲရှောင်လိုက်ရပါတယ်။ဒီလိုရုံးရင်ဆန်ခတ်ဖြစ်နေချိန်မှာတော့ဂျွန်စင်ကဘုံကိုဖြုတ်ဖို့လုပ်နေချိန်မှာစူယန်းကမလုပ်ဖို့တားပေမဲ့လီကစူယန်းကိုမကြောက်နဲ့သူကပညာရှင်သူလုံးနိုင်တယ်ဆိုပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်။ဂျွန်စင်ကလည်းချွေးပြင်းနေခဲ့ပြီးလေ့ကျင့်ရင်စင်းတာထက်လက်တွေကပိုခက်ခဲမှသိသွားပါတယ်။တစ်ဖက်မှာလည်းဝါရန်ကအကူညီတောင်းနေချိန်မှာအနောက်ကနေတောမဲ့ဝင်လာပြီးတနက်နဲ့ပြစ်ပြီးပတ်စံတွေကိုအသာလေးယူသွားလိုက်ပါတယ်
တစ်ဖက်မှာလည်းဂျွန်စင်ကဘုံကိုအောင်မြင်စွာဖယ်ထုတ်သွားနိုင်ခဲ့ပါတယ်လီကလည်းဘုံအင်ဂျီကိုယူပြီးကာတာအနားသွားတော့ကာတာကဘုံလဲမြင်ရောထွက်ပြေးဖို့လှုပ်တဲ့ချိန်မှာလီကဆွဲထားပြီးဂျင်ထောက်ကိုအချိန်ဆွဲထားပြီးဆိုပြီးသောမနက်ကိုဘုံအင်ဂျီဝတ်ပြီးပြေးလိုက်သွားပါတော့တယ်ကာတာကလည်းဂျင်ထောက်ကိုရှင်းပြလိုက်နိုင်ပြီးသောမက်ကလည်းသူ့နောက်လိုက်လာတဲ့လီကိုမြင်တော့တနက်နဲ့ပြစ်နေပြီမဲ့တစ်ချက်မှမထိပဲကြည်ကုန်သွားခဲ့ပါတယ်ဒီလိုနဲ့တွဲလောင်းဖြစ်နေတဲ့လီကိုပတ်စံအိတ်နဲ့ရိုက်ရင်ပတ်စံအိတ်ပွင့်ထွက်ပြီးချီချော်ကအောက်ကိုပြုတ်ကြတော့ဆွဲမိဆွဲရလီရဲ့ခြေထောက်ကိုဆွဲမိသွားပြီးနှစ်ယောက်သားအဆောက်အဦအမိုးထဲမှာတွဲလောင်းဖြစ်နေပါတော့တယ်ပတ်စံတွေကမိုးဘော်ကနေပြန့်ကျဲလာတာကိုမြင်တော့ကာတာကသူ့ကိုဖျားကပတ်စံတွေကျဲပေးနေတဲ့အထင်းနဲ့ကျေးဇူးပါကိုတော်လုံနေပါသေးတယ်တစ်ဖက်မှာလည်းသောမက်ကလီကိုကုတ်ဖက်ပြီးအပေါ်ကိုတက်ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့သူဆွဲထားတဲ့ဘုံအင်ဂျီကပြက်ပြီးအောက်ကိုပြုတ်ကျပြီးအနှိမ့်စနဲ့ကိစ္စချောသွားပါတော့တယ်အပေါ်မှာတွဲလောင်းချနေခဲ့တာတော့လီပဲဖြစ်ပါတယ်အောက်ကကာတာကိုအကူကြီးတောင်းဝင်မဲ့ကာတာကငါမိသက်ခေါ်လိုက်အောင်မဲနိုင်ဝက်လောက်ပဲတောက်ခံတာဆိုပြီးနောက်ပြောင်းလိုက်ပါသေးတယ်ဒီကငါမရတော့တခုလုံးအောင်ဆိုတော့ကာတာလည်းဘေးဘက်ဝဲရကလိုက်ကောဆွဲပြီးအချိန်မီလေးလီကိုကယ်တင်နိုင်ခဲ့ပေမဲ့အသက်ဘေးကနေတတိလေးလွတ်ထွက်လာခဲ့တဲ့လီကကာတာကိုကျေးဇူးတင်လို့အာဝါကြီးပဲပေးနေပါတော့တယ်ကိစ္စတွေအကုန်ပြီးတော့လီလက်ကောင်စီဝင်နဲ့တော့တွေ့ပြီးခင်မမှုအတွက်ကြောက်ဆိုပြီးနှုတ်ဆက်နေချိန်မှာဆူယောင်ကပြေးလာပြီးလီကိုဘာလို့နောက်ကျတာလဲဆိုပြီးရန်တွေ့နေခဲ့ပါတယ်နောက်တစ်ခါမှတော့လီနဲ့ကာတာကိုလေပေါ်မှာတွဲပြီးမြင်ရမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ခွင်ရသွားတဲ့ကာတာကလီနဲ့မခွဲနိုင်လို့တရုတ်နိုင်ငံကိုအလဲခီးသွားရင်ဇလန်လေးကိုအဆုံးသတ်ထားလိုက်ပါတယ်ကြည့်ရှုသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်